ကိုကပါတီဝဲတစ်ခုကိုရောက်နေတယ်ဆိုပါစို့ဒါပေမဲ့ကိုရောက်တဲ့အချိန်မှာတချင်းတန်တွေကရပ်တန့်သွားတယ်exit liquidity ရဲ့ဖြစ်စဉ်ကလည်းဒါနဲ့တူပါတယ် exit liquidity ဘယ်လိုအချိန်မှာဖြစ်ပေါ်သလဲဆိုရင်တော့အများအားဖြင့် whales တွေကသူတို့ကင်ထားတဲ့ coin တွေကိုအမျက်ထုတ်ရောင်းချလိုက်တဲ့အချိန်မှာဖြစ်ပါတယ်ဒီလိုအချိန်မှာတော့ retail investor လို့ခေါ်တဲ့အသေးစားဝယ်စုတဲ့သူတွေကဈေးကျလာတဲ့ coin ကြောင့်ဆုံးရှုံးမှုဖြစ်သွားခဲ့ပါတယ်2021တုန်းကပေါ်ခဲ့တဲ့ Squid Game token ကိုဥပမာအနေနဲ့ကြည့်ရင်ရက်ပိုင်းအတွင်းမှာပဲဈေးနှုန်းက95,000 ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါတယ်ဈေးနှုန်းတက်လာတာကိုကြည့်ပြီးတော့ retail investor တွေကလည်း FOMO ကြောင့်ဝင်လာခဲ့ကြပါတယ်ဒါပေမဲ့ developers တွေကဒေါ်လာတန်းချီအမြတ်ယူပြီးတော့ရုတ်တရက်ပျောက်သွားခဲ့ကြတယ် Squid token ကိုနောက်မှဝယ်ခဲ့ကြတဲ့သူတွေက exit liquidity ဖြစ်လာခဲ့ကြပါတယ်ဆိုတော့ဒါကိုမကြုံရအောင်ဘယ်လိုကာကွယ်ကြမလဲ project ရဲ့ white paper ကိုအရင်ကြည့်ပါထင် token ကိုဘာကြောင့်ဖန်တီးရလဲဒါတွေကအရေးကြီးပါတယ်ပြီးတော့ FOMO ကြောင့်ဈေးတက်လာတဲ့ token တွေကိုရှောင်ပါ line ပေါ်မှာ to the moon လို့ပြောတိုင်းပို့ပြီးသတိထားပါပြီးတော့ကိုယ့်ရဲ့ငွေတွေအကုန်လုံးကို coin တစ်ခုတည်းကိုပဲမဝင်မိပါစေနဲ့အတွင်းလူတွေကပဲ liquidity တွေကိုအများစုထိန်းချုပ်ထားသလားဆိုတာကိုလေ့လာပါ exit liquidity ဆိုတာတကယ်ရှိပါတယ်ဒါပေမဲ့စိတ်ရှည်ရှည်နဲ့လေ့လာမှုလုပ်ရင်တော့ကိုယ့်ရဲ့ငွေကိုတေချာကာကွယ်နိုင်ပါတယ်